ပါရှင်။ရန်ကုန်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဏာသိမ်းစစ်အုပ်စုရဲ့လူငင်းချမ်းသာခွင့်18ကြိမ်မှာနိုင်ငံရေးအကျဉ်းသား73ရာခိုင်နှုန်းကျော်သာပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့နောက်ပိုင်း9နှစ်နီးပါးကာလအတွင်းမှာအာဏာသိမ်းစစ်အုပ်စုကလူငင်းချမ်းသာခွင့်18ကြိမ်ကြီးညာခဲ့ပြီးအကျဉ်းချခံရသူ313,000နီးပါးကိုပြန်လွှတ်ပေးခဲ့ပါတယ်။ထို့ထဲမှာနိုင်ငံရေးအကျဉ်းသား15,444ကျော်သာပါဝင်ခဲ့ပြီးရာခိုင်နှုန်းအနေနဲ့73.8ရာခိုင်နှုန်းသာရှိတယ်လို့ ISP မြန်မာအဖွဲ့ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။စေအုပ်စုရဲ့လူငင်းခွင့်ပေးမှုတွေထဲမှာရာဇသက်ကြီးပုံမှန်905ကကြီးနဲ့သက်ဆိုင်သူတွေကြီးတည်သက်လူငင်းခွင့်ပေးမှုဟာ3ကြိမ်ပဲရှိခဲ့ပြီးစေအာဏာသိမ်းမှုကိုလက်မခံဆန့်ကျင်မှုတွေကြောင့်အကျဉ်းထောင်တွေထဲဖမ်းဆီးခံရသူ23,000နီးပါးရှိနေစေဖြစ်တယ်လို့အထက်ပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုဝင်ဘာ26ရက်နေ့က905ကကြီးနဲ့တရားစွဲခံထားရတဲ့သူ8665ဦးကိုအာဏာသိမ်းစစ်အုပ်စုကလူငင်းခွင့်နဲ့တပ်တာခွင့်ပေးခဲ့ပါတယ်။အဲဒီထဲက905ကကြီးပုံမှန်နဲ့ထောင်ချခံထားရသူ924ဦးပြန်လွှတ်ပေးခဲ့ပြီးပုံမှန်905ကကြီးအပြင်အခြားပုံမှန်တွေနဲ့ပြစ်ဒဏ်ချထားတဲ့2362ဦးကိုတော့ပြန်လွှတ်မပေးဘဲ905ကကြီးပုံမှန်တစ်ခုပဲလျှော့ပေးခဲ့ပါတယ်။ပုံမှန်905ကကြီးနဲ့တရားစွဲခံရလို့ထွက်ပြေးတိမ်းရှောင်နေတဲ့သူ9580ဦးရဲ့ကြားနာစစ်ဆေးမှုတွေလည်းအမှုပိတ်သိမ်းပေးခဲ့ပါတယ်။ရွေးကောက်ပွဲမှာပါဝင်မဲပေးနိုင်ရေးအတွက်လူငင်းနဲ့လူငင်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ကြောင်းစေအုပ်စုကထုတ်ပြန်ထားပေမဲ့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အရေးပါတဲ့နိုင်ငံရေးကောင်းဆောင်တွေပါဝင်လာခြင်းမရှိသေးတာကလာမယ့်ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိအမှတ်ပြုလာအောင်ဟန်ပြလှုပ်ဆောင်ခြင်းဖြစ်တယ်လို့မြန်မာအရေးလေးလာသူတွေကသုံးသပ်ထားကြပါတယ်။ဆက်လက်ပြီးရေဖြူခလာရ404တရက်မှာစစ်မှုရန်တပ်သားတဲ့9ဦးကတနက်9လက်နဲ့ခရမ်းများယူဆောင်အလင်းဝယ်သက်ဖြင့်စုငွေများချင်းမြင့်ပြီးပြည်ပတွင်သွားရောက်အလုပ်လုပ်နိုင်ရန်စီစဉ်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းရေဖြူမြို့နယ်တွင်ခလာရ404တရက်မှာစစ်မှုရန်တပ်သားတဲ့9ဦးကတနက်9လက်နဲ့ခရမ်းများယူဆောင်လာပြီးအလင်းဝယ်ရောက်လာကြောင်းဘာထူအာမီ BHA မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ28ရက်နေ့ရေဖြူမြို့နယ်ရန်ကင်းကျေးရွာရန်ကင်းတရာကကင်းစခန်းဂိတ်တွင်တာဝန်ကျနေသောခလာရ404တရက်မှာစစ်မှုရန်တပ်သားတဲ့ရှဲလွင်မုံအောင်ငိမ့်ချမ်းစောအောင်ခန့်စောနှင့်တထုံးဝေတို့ကတနက်9လက်နဲ့ခရမ်းများယူဆောင်လာပြီးဘာထူအာမီ BHA ထံသို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။အလင်းဝင်စစ်မှုရန်တပ်သားတဲ့9ဦးက MB1 တနက်3လမ်း MB2 တနက်1လမ်း MB4 တနက်1လမ်းကြီးပေါက်18ခုအီနာကာဘုံသီးနှလုံးနဲ့ 5.56G 1168တောင်းနဲ့အတူအလင်းဝင်ရောက်လာခဲ့ကြောင်းထိုအလင်းဝင်ရောက်လာသောလူ9ဦးကိုတဦးလက်ရင်စုချင်းငွေအဖြစ်ကျပ်340စီချင်းမြင့်ခဲ့ပြီး၎င်းတို့၏သဘောဆန္ဒအတိုင်းပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။သူတို့တာဝန်ကျတဲ့ကာကင်းစခန်းကနေထွက်ပြေးလာခဲ့တာပါ။အလင်းဝင်ရောက်လာတဲ့သူက9ဦးစလုံးကစစ်မှုရန်တပ်သားတွေပါ။အလင်းဝင်ရောက်လာတဲ့သူ9ဦးစလုံးကစစ်မှုရန်အပတ်စဉ်9-8-17အဲ့ဒီ3ခုကပါစစ်မှုရန်အပတ်စဉ်9ကလည်းပါတယ်10ကလည်းပါတယ်17ကလည်းပါတယ်အလင်းဝင်ရောက်လာတဲ့သူစစ်မှုရန်တပ်သားတဲ့9ဦးစလုံးကနေထိုင်တဲ့မြို့နယ်တွေကရှမ်းကုန်းအေရဝတီပဲခူးရှမ်းပြည်နေရာစုံကပါတယ်အလင်းဝင်ရောက်လာတဲ့သူ9ဦးစလုံးကပေါ်တာဆွဲခံရတဲ့သူတွေပါဟုဘာထူအာမီ BHA မှတာဝန်ရှိသူကဆိုပါတယ်အကြမ်းဖက်စစ်တပ်မှာလေကြောင်းတိုက်ခိုက်မှုအားနိုင်ငံ၏နေရာဒေသအသီးသီးတွင်အဓိကထားအသုံးပြုတိုက်ခိုက်လာသည့်နှင့်အမျှပြည်သူများအနေဖြင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အကြံဖတ်စစ်တပ်၏လက်ကိုင်တို့ဖြစ်သောပြူစော်တီများပြည်သူစစ်အဖွဲ့ဝင်များနှင့်စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့်တနိုင်ငံလုံးအတိုင်းအတာကြာရှုံးမှုပေါင်းများစွာဖြင့်ရင်ဆိုင်နေရသည့်အကြံဖတ်စစ်တပ်ကိုစွန့်ခွာ၍ပြည်သူရင်ပွဲအမြန်ဆုံးခိုလုံဝင်ရောက်ကြပါရန်ဘာထူအာမီ BHA ကအသိပေးနှိုးဆော်ထားပါသည်ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်